အားလုံးတို့ရေဒီနေ့တော့အမနဲ့တူတူမြန်မာငွေသိန်းဝင်းကျင်ဖို့ Pokemon ဖောက်ပါမယ်အမအခုဖောက်နေတဲ့ series တွေက Fanstammer Flame ပါဒီ series မှာအမြင့်ဆုံးကတ်ကကြတော့ Mega Charizard EX ကနဲ့ Charizard Google လေးပေါ့နော်Mega Charizard EX ကတ်ကကြတော့ဆိုရင်$850ဝန်းကျင် PSA တန်းဆို$2000ဝန်းကျင်လောက်ပေါ့နော်အဲ့လောက်တော့တန်ကြီးရှိရ Mega Charizard Go ကတ်ကလည်း Raw ဆိုရင်$900ဝန်းကျင် PSA တန်းဆိုရင်တော့$3000ဝန်းကျင်လောက်ဈေးပေါက်ပါတယ်အမဖောက်နေရတော့လောလောဆယ်တော့ hit ကလေး chase ကလေးတော့ဘာတစ်ခုမှမရသေးဘူးပေါ့နော်ဒါလေးကတော့$2လောက်တော့တန်မို့ရှိရယ်ဒီကလေးဆိုလဲ$2လောက်တော့တန်ပါတယ်Pokemon ဆိုတော့အမားတို့လို99ဖုန်းတွေအတွက်တော့သိပ်ပြီးတော့စိတ်နဲ့အရာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လက်ရှိမှာ Pokemon လေးအရာဆိုရင်တမှုရှိတဲ့ကက်ကလေးလည်းအများကြီးပေါ့နော်ဈေးဖြစ်လာတယ်ဈေးကွက်ဖြစ်လာတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့စိတ်ဝင်စားဖို့လည်းပို့ပြီးတော့ကောင်းတယ်ဖောက်ရလည်းပို့ပြီးတော့ပြောဖို့ကောင်းတယ်ပေါ့နော်အမရဲ့နောက်ဆုံးကက်လေးကဘာကက်လေးဖြစ်မလဲနော်ကဲ Mega Giants EX ကလေးပေါ့နော်ဒီကလေးကတော့$3 $4လောက်တော့တန်ကြီးရှိရပေါ့နော်ဒါပေမဲ့အမတမိုးကြီးရဲ့ကတ်တော့တကယ်မှမပေါက်သွားဘူးဒါပေမဲ့အရင်ပြောပါတယ်ဘာလို့လဲဆိုတော့အမကြိုက်တဲ့ကက်ကလေးတွေရခဲ့တာမဟုတ်လို့ပါကဲအဲ့တော့နောက်နေ့မှာလည်း Pokemon လေးတွေကိုအမထပ်ပြီးတော့ဖောက်ပါအောင်မယ်အမရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်เนาะအမနဲ့တူတူဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးရတဲ့အတွက်လည်းအမကျေးဇူးများတင်ပါတယ်အားလုံး bye bye